26ကျော်ထိရေငုံနှုတ်ပိတ်ဂတိတလုံးနဲ့ရတရားခေါင်းလောင်းဝတ်ထားသူဦးထွန်းအောင်တိုင်းပြည်တစ်ပြည်အတွက်ဆိုရင်ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုဆိုတာရှိတယ်။နှစ်ပေါင်း9000ကျော်ထိနဲ့နန်းနဲ့နေခဲ့တဲ့ရခိုင်ပြည်နယ်တွေကအဲ့ဒါတွေကိုကောင်းကောင်းသိခဲ့တယ်။ကျွန်တော်တို့ငငယ်တုန်းကကြားခဲ့ရသမျှဇလန်းတွေထဲမှာဒီကောင်းလောင်ဟာပုံမြင်တစ်ပုတ်အနေနဲ့အမြဲပါဝင်ခဲ့တယ်။ရခိုင်ပြည်နယ်တွေကရကြားခေါင်းလောင်းတစ်ချက်ထိုးလိုက်တာနဲ့ရန်သူပြည်တွေဟာစီးစီးညက်ပျက်စီးတတ်တယ်ဆိုတဲ့ဇလန်းတွေပါ။မဟာမုနီကုန်းမှာရှေးရခိုင်လူကြီးတွေကရကြားခေါင်းလောင်းတစ်လုံးကိုဝတ်ထားခဲ့တယ်။အဲ့ဒါကိုထောက်လန်းခေတ်တုန်းကမဟာမုနီဖျားကုန်းနှံ့ရှာခဲ့တယ်ခေတ်အဆက်ဆက်အုပ်ချုပ်သူတွေကပုံစံမျိုးစုံနဲ့ရှာခဲ့ကြတယ်ကျွန်တော်တို့ငငယ်တုန်းကဆိုရင်မဟာမုနီရှိကရေကန်ကြီးနှစ်ကန်ကရေတွေကိုကုန်ခန်းအောင်ခတ်ထုတ်ပြီးတော့ရှာခဲ့တယ်ဒါပေမဲ့မတွေ့ခဲ့ဘူးဆိုတဲ့ဇလန်းတွေဟာရခိုင်ပြည်အနှံ့ကြားခဲ့ရတယ်အခုတော့ဒီဇလန်းတွေကဇလိုက်ကျော်ခေါင်းလောင်ကြီးအမှန်တကယ်ရှိတယ်ဆိုတာကိုပြလာခဲ့ပြီးဖြစ်တယ်ခေါင်းလောင်းတွေးပုံကအသက်85နှစ်ရှိပြီဖြစ်တဲ့မဟာမုနီရွာသားဦးထွန်းအောင်လွန်ခဲ့တဲ့နှစ်ပေါင်း60ခန့်ကသူ့အသက်24နှစ်အရွယ်မှာသူ့အဖေချင်းအောင်နဲ့ဦးလေးမြအောင်တို့ကမဟာမုနီကုန်းပေါ်ရှိအသက်တိုင်းညောင်းပင်အောက်ကနေအခုတူးဖော်တွေ့ရှိမဲ့နေရာကိုပြောင်းရွှေ့ဝတ်ထားရမှာပါဝင်ခဲ့တယ်သူ့ကိုဟိတ်ကောင်ထွန်းအောင်ဒီခေါင်းလောင်းဟာရခိုင်လူမျိုးအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ယတနာဖြစ်တယ်မင်းဘသူကိုမှမပြောလေနဲ့စိတ်ချရတဲ့အခြေအနေကိုရောက်မှသက်ဆိုင်ရာလူတွေလက်ထဲကိုအလေလို့မှာခဲ့တယ်ဦးထွန်းအောင်မှာတားရှိယောက်နဲ့သမီးတစ်ယောက်ရှိတယ်ဒါပေမဲ့သူကစိတ်မချလို့တားသမီးတွေကိုတော့မပြောဘဲရေငုံနှုတ်ပိတ်နေခဲ့တယ်1989ကနေ1985ခုနှစ်ထိမဟာမုနီဖျားရဲ့ဂောဘကအဖွဲ့မှာပါဝင်ခဲ့တဲ့ဦးထွန်းအောင်ကိုထောက်လန်းရေးခေတ်ကောင်းလုံးကသူ့ကိုကြောက်တော်မျိုးထမ်းမှာတိုက်တဆောင်နဲ့ကားတစ်စီးပေးပြီးတော့နေရာကိုပြဖို့စီယုံခဲ့သေးတယ်ဒါပေမဲ့သူကတော့ဘူးတလုံးခံပြီးတော့တောက်ရောက်မသိသလိုနေခဲ့တယ်ထောက်လန်းရေးတက်တွေကရှာမရတော့မဟာမုနီကုန်းမှာတစ်ပင်900စိုက်ခိုင်းခဲ့တယ်အဲ့ဒါကိုထွန်းအောင်ကန့်ကွက်တော့ဂောဘကလူကြီးအဖွဲ့ကထုတ်ပယ်ခံခဲ့ရတယ်တဘောကခေါင်းလောင်းကိုပုံစံမျိုးစုံရှာခဲ့တာဖြစ်တယ်ဖဆပကခေတုံးကလည်းဥကြော်ငင်းကိုယ်တိုင်မဟာမုနီကိုလာရောက်ပြီးတော့ခေါင်းလောင်းကိုစုံစမ်းခဲ့တယ်အခုတော့ကျမ်းမာရေးကလည်းရှုချလာပြီးဖြစ်တဲ့ဦးထွန်းအောင်ရခိုင်ပြည်အခြေအနေကိုမျက်ဝါးထင်ထင်မြင်တွေ့နေရပြီးဖြစ်တဲ့ဦးထွန်းအောင်စိတ်ချလက်ချလူလောကထွက်ခွာဖို့အတွက်တသက်လုံးထိမ့်သိမ့်လာတဲ့စကားကိုအာရခတက်တော်ပေါ်မှာလွှဲအပ်ခဲ့ပြီးဖြစ်တဲ့ထုံးမြတ်နိုင်ကိုငါယုံတယ်ထုံးမြတ်နိုင်တဲ့ခေါင်းဆောင်တွေကိုငါယုံတယ်လို့တွတ်ပြောရင်သူမျက်ဝန်းထဲမှာတော့မျက်ရည်တွေဆူချွဲလို့သူမျက်နှာမှာတော့ခြေနဲ့တဲ့အပြုံးတွေနဲ့တာဝန်တစ်ခုကိုခြေပုံပြီးဆိုတဲ့သဘောမျိုးကိုမြင်ခဲ့တယ်ခေါင်းလောင်းနဲ့ပတ်သက်ပြီးတော့ရခိုင်ရာဇဝင်စာပေထဲမှာအများကြီးတွေ့ရတယ်ဒါပေမဲ့တယောက်မှတိတိကျကျမပြောနိုင်ခဲ့နိုင်ငံသားတွေကဆိုရင်ဒေါက်တာဖော်ချမ်းမာကရကြခေါင်းလောင်းနဲ့ပတ်သက်ပြီးတော့အစိုးဆုံးရေးသားမှုတယ်သူ့နောက်မှာဒေါက်တာအာဘီစမတ်ကရေးခဲ့တယ်ဆရာထွန်းရွှေခိုင်ကလည်းမဟာမုနီသမိုင်းစာအုပ်မှာရေးသားခဲ့ပူးကြတယ်အခုဆရာသူမြတ်မဟာအောင်မြေတို့ထိရေးခဲ့ကြတယ်ဆရာကြီးဦးဦးတာထွန်းနဲ့သူသားဆရာကျော်ထွန်းအောင်တို့ထိရကြခေါင်းလောင်းနဲ့ပတ်သက်ပြီးတော့ပြောဆိုခဲ့ပူးကြတယ်သူတို့ကလည်းမျက်ဝါးထင်ထင်မြင်သွားရခဲ့ဘူးမပေါက်ဘူးအခုတော့ကျွန်တော်တို့ကံကောင်းစွာတွေ့ရပြီးဖြစ်တယ်ဦးထွန်းအောင်ပြောပြချက်အရသက်ဆိုင်ရာကစူးစမ်းတူးဖော်ခဲ့တဲ့အတွက်2025ခုဇူလိုင်လ4ရက်နေ့မှာခေါင်းလောင်းကိုအခုမဟာမုနီဖျားကုန်းတော်ရဲ့အနောက်ဘက်မဟာမုနီဘုံတော်ကြီးကျောင်းထဲကတနေရာမှာတူးဖော်တွေ့ရှိခဲ့ပြီးဖြစ်တယ်။မြေနဲ့8ပေကျော်ထိတူးဖော်ရှာဖွေခဲ့ရပြီးအခုတော့မြေပေါ်မှာရခိုင်ပြည်သူနဲ့အတူရှိနေပါပြီ။ခေါင်းလောင်းတွေနဲ့ပတ်သက်ရင်ဗုဒ္ဓဘာသာခရစ်ယာန်ဟိန္ဒူဘာသာတွေမှာအဓိကတွေ့ရတယ်။ခေါင်းလောင်းကိုအချိန်မှတ်ဖို့နဲ့ဆုရက်အဖြစ်အသုံးပြုဖို့နေရာတွေမှာအဓိကသုံးခဲ့ကြတယ်။ခေါင်းလောင်းမှာအလူမှတ်တမ်းတွေနဲ့ခေါင်းလောင်းစာတွေပါတဲ့ခေါင်းလောင်းပေါင်းမြောက်များစွာကိုတွေ့ဘူးတယ်။ဒါပေမဲ့ဒီခေါင်းလောင်းဟာအမှန်ပဲပြည်ဆောက်ရတဲ့ခေါင်းလောင်းဖြစ်တယ်လို့ကောက်ချက်ချလို့ရတယ်။ဒီခေါင်းလောင်းမှာသက်ဆိုင်ရာရုပ်ထုတွေနဲ့အိုင်ခါလက်ဂါထာမန္တန်တို့ကိုစနစ်တကျရေးထိုးထားတယ်။အလူမှတ်တမ်းစာမဟုတ်ဘူး။စနစ်တကျရကြတွေစီမံပြီးတော့အတိုက်အခန်းရင်းတွေကိုစီမံထားတာကိုတွေ့ရတယ်။နှစ်ပေါင်းများစွာမြေထဲမှာခိုအောင်နေကြရတဲ့ခေါင်းလောင်းတချို့ပိုင်းတွေကိုတော့ဆက်လက်သုတေသနပြုဖို့လိုသေးတယ်။တိုင်းပြည်ကောင်းလို့မင်းကောင်းပေါ်ရင်သူနဲ့လိုက်ဖက်တဲ့ဖွားဖက်တော်တွေဆိုတာအလိုလိုပေါ်လာတတ်တယ်မဟုတ်လား။အခုတော့ပြည်နမိတ်ပြည်အတိတ်အတွက်နိမိကောင်းတွေအတွက်ပြည်ဆောင်ကောင်းလောင်းတော့ပေါ်လာပြီဖြစ်တဲ့အခုတော့ရခိုင်ပညာရှိရဟန်းပညာရှိသုတေသီတွေကတော့အလုံးရှုံနေကြပြီဖြစ်တယ်ဗျာ။